ဒီပိစိကဗုဒ္ဓဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလုပ်ခဲ့ရတယ်လဲလို့ဆိုတာဒါကသိလိုက်တဲ့အချက်တွေပေါ့နော်သို့တော့ပိစိကဗုဒ္ဓအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇာတ်လမ်းတွေကတော့တဲပြီးတော့မရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောဓိတတ္တဘုရားအလောင်းပါရမီဖြည့်တယ်လို့950ဇတ်တွေလို့သူတို့ရဲ့အတိတ်ဘဝဇာတ်လမ်းတွေများများဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘယ်လောက်ပါရမီဖြည့်ရတော့ဆိုနှစ်အသင်္ချေနဲ့ကဘာတသိန်းဘုရားဖြစ်ဖို့ရာကအနည်းဆုံး4အသင်္ချေနဲ့ကဘာတသိန်းဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီတည်းပဲတတ္တရိကဘုရားဆိုလို့ရှိရင်8အသင်္ချေနဲ့ကဘာတသိန်းဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြည့်ရတာတွေရှိသေးတယ်ပေါ့ဘုရားဖြစ်ဖို့ကြတော့4အသင်္ချေနဲ့ကဘာတသိန်းရှိတယ်8အသင်္ချေနဲ့ကဘာတသိန်းရှိတယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအားပညာစွမ်းအားဝိရိယစွမ်းအားတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်။ဒါတော့ပိစိကဗုဒ္ဓတွေကြတော့အဲ့လိုကွဲပြားခြားနားမှုမရှိဘူး။ပိစိကဗုဒ္ဓဖြစ်ဖို့ရာကြတော့နှစ်အသင်္ချေနဲ့ကဘာတသိန်းပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အသင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုဆိုတယ်။ကျန်တဲ့မဟာတာဝကတွေကတော့ကဘာတသိန်းလောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတာဝကတွေကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကြွချင်ကြွမှာပဲဒါနော်သိပြီးတော့ရေရှည်လှုပ်เสียမလို့ပေါ့အဲ့တော့ဒီထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတာမန်ပုဂ္ဂိုလ်ဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့ပိစိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးမှပိစိကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပိစိကဗုဒ္ဓပွင့်တာတော့လို့ဆိုသူကဖျားမပွင့်တဲ့ကဘာမျိုးမှာလည်းမပွင့်ဘူးတုံညကဘာလို့ခေါ်တာပေါ့အဲ့ဒါလိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှာဖျားမပွင့်ခင်ပွင့်တယ်ဖျားတဆူနဲ့တဆူချားမှာပွင့်ရတယ်ပေါ့နော်ဖျားမပွင့်တဲ့အချိန်မှာပွင့်ညာဂေါရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည့်ထိအောင်နောက်ဆုံးပိစိကဗုဒ္ဓတဆူဟာကြံ့ရည်သေးတယ်ဖျားလောင်းလေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်အဲ့ဒီပိစိကဗုဒ္ဓရဲ့ဘွဲတော်ကမာတင်ကပိစိကဗုဒ္ဓတဲ့ဒီပိစိကဗုဒ္ဓကဖျားလောင်းလေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်အဲ့ဒါနောက်ဆုံးပိစိကဗုဒ္ဓဆိုအဲ့တော့ဖျားပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့သို့တော့ဖျားနဲ့ပြိုင်ပြီးတော့ဖျားရောပိစိကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူးဒါလေးကမှတ်သားစရာဘာဖြစ်လို့မတွေ့တာတော့လို့မေးစရာလေရှိကောင်းရှိနိုင်တယ်ပေါ့သူကတပြည့်မဟုတ်ဘူးသူကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းသိတာကိုယ်ပိုင်ဉာဏ်နဲ့သိတာမဟုတ်သူကိုပိစိကကိုယ်ပိုင်ဉာဏ်နဲ့သိတာလည်းပဲအတိအသီးတဦးနဲ့တဦးဆက်သွယ်မှုမရှိဘူးသူကနော်ပိစိကဆိုတာအတိအသီးကိုယ်အာယုန်နဲ့ကိုယ်လမ်းနဲ့ကိုရှောက်ပြီးတော့ဖျားဖြစ်ကြတာဘုသူစီယမနိခန္ဓာမဟုတ်ဘူးဒါမှမဟုတ်ပိစိကဗုဒ္ဓဟာတပြိုင်နဲ့900လည်းပွင့်နိုင်တယ်ဒီတယ်လည်းပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့